beauty insight ရဲ့ founder ဖြစ်တဲ့ဒေါက်တာရင်စင်မြင့်နဲ့ဒေါက်တာမျိုးထက်တို့ကအရင်ကနေပြီးတော့မိထီလာတို့ပါကျွန်တော်တို့ဒီစေကန်အခွဲရှိရပေါ့နော်နောက်တစ်ခုမန္တလေးကိုကျွန်တော်တို့ဒီတည်ဆောင်ရတဲ့ရွေးချက်ကတော့အနေကင်းကင်းနဲ့ပေါ့နော်ဒီရိုင်းလှစေခြင်းနဲ့safe ဖြစ်နေပေါ့နော်အနေကင်းကင်း safe ဖြစ်နေလူရိုင်းလှစေခြင်းနဲ့ကိုကိုရာလည်းဒီမိခင်တယောက်ဖြစ်တော့ခါကျတော့မိခင်ဖြစ်လေကစားပေါ့နော်ကျွန်တော်တို့ဒီအထပ်ပါတရားထိမ့်သိမ့်နေဒီလိုရွေးချက်တွေနဲ့ဒီမင်းမျိုးကိုbeauty insight ကိုကျွန်တော်တို့ခေါ်ဆောင်လာဖြစ်ပါတယ်ဒီစေကန်မှာဆိုရင်တော့ဝန်ဆောင်မှုကတော့အစုံရနိုင်ပါတယ်ဒီလဘရေးရဆိုင်ရာဝန်ဆောင်မှုတွေပြီးရင်anti aging လို့ခေါ်တဲ့နုပြမှုအပိစားပေးဝန်ဆောင်မှုတွေပြီးတော့အစီချလို့ရတဲ့ဝန်ဆောင်မှုတွေအစုံရရှိနိုင်ပါတယ်ကျွန်တော်တို့ကဒီအလှပရေးရတာမကပေါ့နော်ကျမကြီးနဲ့ဒီကိုက်ညီရဲ့နည်းနည်းလုံးနဲ့ကိုက်ညီရဲ့ဒီတကယ်ဆရာဝန်တွေလည်းကျွန်တော်တို့ဒီအကျွမ်းကျင်ဆရာဝန်တွေပေါ့နော်သူတို့ကလည်းထိုင်မှာဖြစ်တယ်နောက်တစ်ခုဒီအလှပရေးရတယ်မကပဲနဲ့ weight loss program တွေကျွန်တော်တို့ဒါသွားဖို့ရှိတယ်အဓိကကျမကြီးနဲ့ညွတ်တဲ့လှရုပ်တစ်ခုလည်းမဟုတ်ဘဲနဲ့ဆေးဖြစ်နဲ့အနေကင်းကင်းနဲ့ကျမလှပဖို့ရှိရချက်ဒါကျွန်တော်တို့ရဲ့ target ပေါ့နော်အဲ့တော့ treatment တွေကတော့treatment တွေရောဒီ facial ဘိုင်းရောခန္ဓာကိုယ်ခေါင်းသားအခြေဆုံးပေါ့နော်ဒီမျိုးစားရော treatment တွေအများကြီးရှိရဲအဲ့ဒီကနေမှဒီကိုယ်နဲ့ကြိုက်မြတ်တဲ့ရာကိုတင့်ပြောရာဒီ program တွေကိုကျွန်တော်တို့ဆွေးနွေးတိုင်ပင်ပြီးတော့ပေါ့နော် consultant တွေလည်းတိုင်ပင်ပြီးတော့ကျွန်တော်တို့ဒါလုံဆောင်လို့ရပါတယ်ရှင်ကျွန်တော်တို့ဟုတ်လက်ရှိမှာတော့ကျွန်တော်တို့ဒီ treatment တွေအကုန်လုံးပေါ့နော်ကျွန်တော်တို့ဒီမှာရနိုင်တဲ့ service တွေအကုန်လုံးရဲ့ဒီ30 to 70% ပေါ့နော်ကျွန်တော်တို့ဒီdata တစ်လလုံးမှာ3လပိုင်းတစ်လလုံးဒီ brand movement တွေဖွင့်တဲ့ရက်ကစပြီးတော့ဒီနေ့ကစပြီးတော့ကျွန်တော်တို့တစ်လလုံးလာကုန်တဲ့အထိပေါ့နော်ကျွန်တော်တို့ service လေးပေးသွားဖို့ရှိပါတယ်ရှင်အဲ့အတွက်လည်း beauty insight ကိုဒီလာရောက်ဖို့ကျွန်တော်တို့လက်ခေါ်ပါတယ်ဖိတ်ခေါ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့ beauty insight လေးနဲ့တော့နေပြီးတော့မိထီလာနဲ့ကျွန်တော်တို့ဒီမန္တလေးမှာပေါ့နော်ဒါတော့ဒီနောက်ထပ် milestone အနေနဲ့ကျွန်တော်တို့ဖွင့်လိုက်တာဖြစ်တဲ့အတွက်ဒီလာပြီးတော့လေးလာချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအလားပါရနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလို့ပဲပေါ့နော်လာပြီးတော့ဒီဆရာဝန်တွေနဲ့လာပြီးတော့ဆွေးနွေးချင်တာပဲဖြစ်ဖြစ်လာရောက်လာခဲ့ပါလို့ဖိတ်ခေါ်ပါရရှင်လာခဲ့ဖို့ဖိတ်ခေါ်ပါရဗျ insight ကကျွန်တော်နေပြီးတော့မှအကြီးဆုံးရှိတယ်ပြီးတော့လို့ရှိရင်မိထီလာမှာလည်းရှိတယ်မန္တလေးမှာလည်းရှိတယ်ပေါ့နော်ကျွန်တော်နေပြီးတော့ဆိုရင်တော့ကျွန်တော်ရက်တီလာတာအနည်းဆုံး၄နှစ်ကြာနေပြီအကြီးဆုံးနဲ့အကောင်းဆုံးနဲ့မှာပါတယ်မိထီလာလည်းထုံနေလာကောင်းမယ်အခုမန္တလေးမှာကျွန်တော်တို့စေကန်အစ်ထပ်ဖွင့်တာပေါ့နော်ဒီလမ်း90 108 100ကိုကြားမှာပေါ့နော်ဒါလည်းကျွန်တော်တို့ဒီနေ့9ရက်3လ2026မှာကျွန်တော်တို့ဖွင့်နေပေါ့နော်ဟုတ်ပြီးလို့ရှိရင်ကျွန်တော်တို့က beauty insight မှာကကျွန်တော်တို့အဓိကတော့နေပြီးတော့မှကျွန်တော်အမျိုးသမီးက skin care ဆိုင်လေးတွေနဲ့စပြီးဖွင့်ခဲ့တာပေါ့နော် skin care ဆိုင်5ဆိုင်ရှိပါတယ် skin care 5ဆိုင်ကနေပြီးတော့အခုကျွန်တော်တို့ဖွင့်လာတာ skin care 5ဆိုင်အပြင်ကျွန်တော်တို့စေကန်3ခုလည်းရှိပါတယ်ဟုတ်မန်လေးမှာကျတော့ကျွန်တော်မန်လေးရဲ့လူဦးရေကလည်းဒီ aesthetic clinic တွေဘက်ကပေးတဲ့ treatment တွေကိုစိတ်ဝင်စားတာတကြောင်ပြီးလို့ရှိရင်ကျွန်တော်ရဲ့မန်လေးမွေးရမြေဖြစ်နေရတဲ့တကြောင်ကျွန်တော်တို့နှစ်ယောက်မန်လေးကြောင်းပြီးတာတွေရောအဲ့ဒါတွေအကုန်လုံးပေါင်းပြီးတော့ဖွင့်ပြသွားတာပေါ့နော်အဓိကတော့ကျွန်တော်ဒီမှာတငယ်ချင်းတွေရှိတာလည်းပါတယ်မိတ်ဆွေတွေအများကြီးလည်းပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့လူနာတွေကလည်းတောင်းဆိုလာတဲ့အကြောင်းလည်းပါတယ်ပေါ့နော်အဲ့ဒီချက်လေးအကြောင်းမလို့ဖွင့်ပြသွားတာပါကျွန်တော်တို့ beauty and aesthetic clinic ကကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့နော်ဒီ aesthetic clinic နဲ့ပတ်သက်တဲ့ဆေးတွေနဲ့ပတ်သက်လာလို့ရှိရင်ရောင်းအကောင်းဆုံးစုတွေထဲမှာရထားတဲ့ clinic တစ်ခုပေါ့နော်ပြီးတော့လို့ရှိရင်လည်းဒီနောက်ဆုံးပေါ့နည်းပညာနောက်ဆုံးပေါ့ updated technology နောက်ဆုံးပေါ့ treatment တွေကိုလည်းကျွန်တော်တို့အချိန်ပြည့်နဲ့တပြေးညီပေါ့နော်တင်ယူနေတာဖြစ်တယ်ပြီးတော့တင်ယူနေတဲ့အတိုင်းလဲလူနာတွေကို effective ဖြစ်အောင် safe ဖြစ်အောင်အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ချပြပေးနေတယ်ကုသပေးနေတယ်ပြီးတော့လို့ရှိရင်နောက်ဆုံးပေါ့ ဆက်ပြည့် AC ကိရိယာတွေကိုလည်းကျွန်တော်တို့စီကန်းထဲမှာလည်းရတာဖြစ်တဲ့အတွက်ဒီအားလုံးကိုကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်ဒီလာကြည့်ပါလာရောက်လေးလာကြည့်ပါကုသမှုခံယူရမယ်ပြောတာမဟုတ်လာပြီးအရင်လေးလာကြည့်ကျွန်တော်တို့ဆရာဝန်တွေနဲ့အရင်ဆွေးနွေးတိုင်ပင်ကြည့်ပြီးတော့မှစိတ်ပါမှလုပ်ကြပါအဲ့လိုဖိတ်ခေါ်ခြင်းပါတယ်